အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ကမ္ဘာ့ချမ်းသာဆုံးဘီလီယံနာသူထေးအီလွန်မက်စ်တို့အကြားရင်းနှီးတဲ့ဆက်ဆံရေးပြိုကွဲသွားပြီးလူမှုကွန်ရက်မှာအပြန်အလှန်အခြေအတင်ပြောဆိုမှုတွေဖြစ်နေပါတယ်။အီလွန်မက်နဲ့ဒေါ်နယ်ထွန်းရဲ့ဆက်ဆံရေးကပြောင်းလဲမှုများနဲ့ပြည့်နေသောခရီးတစ်ခုဖြစ်ခဲ့ပါပြီးသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက2019ခုနှစ်ကတည်းကပဋိပက္ခများဖြင့်စတင်ခဲ့ပြီးထရန့်ကပြည်သဘောတူညီမှုမှနှုတ်ခဲ့သည့်အတွက်မက်ကထင်ရှားစွာဆန့်ကျင်ခဲ့တာပါ။ဒါပေမဲ့နောက်ပိုင်းမှာသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက2024ခုနှစ်သတ်မှတ်စည်းမျဉ်းများပြင်ဆင်မှုနဲ့ထရန့်ရဲ့မဲဆန္ဒနယ်ပယ်တွင်မဲရဲ့ကူညီပံ့ပိုးမှုဖြင့်ပြန်လည်တိုးမြင့်လာခဲ့ပါတယ်။2025ခုနှစ်၏အစောပိုင်းတွင်ထရန့်ကဒုတိယအကြိမ်သမ္မတရာထူးဝင်ခဲ့ပြီးမက်အတွက်လည်းအင်ဖြူတော်တွင်အထူးကြံပေးအဖြစ်ပါဝင်ခွင့်ရခဲ့တာပါ။ယခုရက်ပိုင်းတွင်ဇွန်9ရက်နှင့်6ရက်ထရန့်နှင့်မက်တို့ရဲ့ဆက်ဆံရေးသည်အလွန်ပြင်းထန်စွာပြည်သူရှေ့တွင်ပျက်စီးသွားခဲ့သည်။ထရန့်ကလည်းလူမှုကွန်ရက်မှာအီလွန်မက်စ်ခါယူသွားပြီဆိုတဲ့ post တွေတင်ပြီးအုပ်ချုပ်ရေးအဖွဲ့ကနေထွက်ခွာဖို့တောင်းဆိုခဲ့ပါတယ်။ဒါအပြင်ထရန့်ကအီလွန်မက်စ်ရဲ့ကုမ္ပဏီတွေကိုအစိုးရကချုပ်ဆိုထားတဲ့စာချုပ်တွေဖျက်တောက်ပစ်မယ်လို့လည်းချိန်ချောက်ခဲ့ပါသေးတယ်။မက်ကလည်းထရန့်ရဲ့ဒီကူပဒေရေးဆိုင်ရာအစီအမံကိုဝေဖန်ပြီးအပြစ်တင်ပြောကြားခဲ့ပါတယ်။ဇွန်9ရက်တွင်ထရန့်ဆိုရှယ်မီဒီယာပလက်ဖောင်းမှာဘန်ဒိုဘိုဘီလီယံများကိုတက်တာစေရန်အသုံးပြုနိုင်သည့်အလွယ်ဆုံးနည်းလမ်းမှာမက်ရဲ့အစိုးရစည်းရုံးမှုများနဲ့စာချုပ်များကိုရပ်တန့်ရန်ဖြစ်သည်ဟုရေးသားခဲ့သည်။အီလွန်မက်စ်ကထရန့်ရဲ့အခွန်ဥပဒေမူကြမ်းကိုလက်မှတ်ရေးထိုးခဲ့တာနဲ့ပတ်သက်ပြီးပြီးခဲ့တဲ့ဘက်ကဝေဖန်မှုပြုလုပ်ခဲ့ပါတယ်။မက်ကလည်းသူကိုယ်ပိုင်ပလက်ဆောင်အိတ်တွင်ထရန့်ကိုဝေဖန်ပြီးထရန့်ရဲ့ဥပဒေစည်းမျဉ်းဟာဆက်ဆုပ်ရွံရှာပွဲကောင်းသည်ဟုခေါ်ဝေါ်ခဲ့ပါတယ်။မက်ကထရန့်ဟာလုပ်ငန်းစီမံကိုသူမသိရှိခဲ့ပဲညဘက်အချိန်တွင်အလျင်မြန်ထရန့်ကပြောင်းလဲခဲ့သည်လို့ပြောပါတယ်။အီပလီပခသည်တက်စလာရဲ့ရှယ်ယာဈေးကွက်တွင်14%ကျဆင်းပြီးဈေးကွက်တန်ဖိုး150ဘီလီယံလျော့ကျသွားစေခဲ့ပါတယ်။ထရန့်ကကြာသပတေးနေ့ဘဲဥပုံရုံးခန်းမှာဂျာမန်ခေါင်းဆောင်နဲ့တွေ့ဆုံချိန်မှာအီလွန်မက်စ်ကိုစိတ်ပြတ်မကြောင်ပွင့်ပွင့်လင်းလင်းပြောကြားခဲ့တာဖြစ်ပါတယ်။တုံ့ပြန်ချက်အနေနဲ့အီလွန်မက်စ်ကဆိုရှယ်မီဒီယာအိတ်မှာထူးခြားတဲ့တိုက်ခိုက်မှုတွေနဲ့ post တွေဆက်တိုက်တင်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီထဲမှာလိမ်ပိုင်းဆိုင်ရာရာဇဝတ်မှုတွေကျူးလွန်တဲ့ Jeffrey Epstein ရဲ့ထုတ်ပြန်မထားတဲ့ဖိုင်တွေထဲမှာထရန့်ကပါဝင်ပတ်သက်တဲ့သက်သေမရှိပေမဲ့ပါဝင်တယ်လို့အကြံပြုထားပါတယ်။ဒါပေမဲ့အီလွန်မက်စ်ကအမေရိကန်အာကာသယာဉ်မှူးတွေအတွက်အရေးပါတဲ့ SpaceX အာကာသယာဉ်အသုံးပြုခွင့်ပေးတာကိုဖျက်ပစ်မယ်လို့အစောပိုင်းကချိန်ချောက်မှုကိုပြန်လည်ပဲဖျက်ခဲ့ပါတယ်။ အီလွန်မက်စ်ကအစိုးရအကျိုးထိရောက်မှုဌာနကနေပြီးခဲ့တဲ့ဘက်ကနှုတ်ထွက်ခဲ့သူဖြစ်ပြီးထရန့်နဲ့သူတို့နှစ်ယောက်ကြားအဆင်မပြေမှုတွေလူသိရှင်ကြားထွက်ပေါ်လာတာဖြစ်ပါတယ်။ထိုပလီပခသည်နှစ်ယောက်သား၏တိတ်ဆက်ဆံရေးကိုအကျိုးသက်ရောက်မှုမရှိအောင်ပြောင်းလဲစေနိုင်ပြီးသူတို့ရဲ့လူထုရှေ့တွင်ပြုလုပ်ခဲ့သောတိုက်ရိုက်ဝေဖန်မှုများသည်စိတ်ဝင်စားဖွယ်ရာဖြစ်နေသည်။ယခုအချိန်ထိညနေ9နာရီတွင်ထရန့်ကသူကိုထောက်ခံသူများရှေ့တွင်မက်နှင့်ဖုန်းတစ်ခုပြောဆိုရန်စီစဉ်ထားတော်လဲအင်ဖြူတော်မှအချက်လက်အရရင်းခေါ်ဆိုမှုသည်မရှိသေးဟုသိရပါတယ်။ပြက်အခြေအနေသည်နောက်ထပ်ဖြစ်ရပ်များကိုစောင့်ကြည့်ရန်လိုအပ်ပြီးမင်းတို့၏ဆက်ဆံရေးသည်ပြန်လည်ပြောင်းလဲနိုင်ပြီဆိုပါက